Build an ark, head for the open water. Save your sons and your daughters. Build an ark, build an ark. When the storm is ended, you know the world has been mended. Build an ark. I'm tired of all the buildings, tired of all the killing, tired of the men who make the laws and break them anytime they please. I'm tired of all the big lies. Where are all the good guys? Sometimes I swear I feel the way that Noah did when the Lord commanded. Build an ark, head for the open water. Save your sons and your daughters. Build an ark, build an ark. When the storm is ended, you know the world has been mended. Build an ark. My father and my mother, my sisters and my brothers, all of the friends I care about, and the woman that I learned to love, I'll gather them together, I promise them forever. We'll be safe from the world around us, from the world around us. All we have to do is to love. ဘောလုံးဝယ်လောက်ရတာဟာကျွန်တော်တူနဲ့တူတိကျအောင်မိတ်ဆွေဖွဲ့ရအောင်ရင်းနှီးရလေအောင်ဆိုပြီးတော့လက်တွဲပူးတွဲနဲ့ကျွန်တော်နေနိုင်အောင်ဆိုပြီးတော့ကျွန်တော်ဒီအစီအစဉ်ကိုဆွဲထားတာเนาะအဲ့ဒါကြောင့်လို့ဒီနေ့မှာအနိုင်အရှုံးရှိလိမ့်မယ်အားကစားဆိုတာကပြိုင်ပွဲတိုင်းမှာအနိုင်ဆိုတာရှိတယ်အဆုံးဆိုတာအရှုံးဆိုတာစီစမြဲဖြစ်တယ်နိုင်ရင်နိုင်တတ်အောင်ရှုံးရင်ရှုံးတတ်အောင်ကျွန်တော်တို့စိတ်ကိုပြင်ဆင်ထားရမယ်နော်အားကစားဆိုတာကဘောလုံးကန်တာဟိုသွားကစားတာလက်ဝှေ့ထိုးတာတွေမဟုတ်ဘူးစိတ်ဓာတ်ကအရေးကြီးဆုံးကျွန်တော်ဒီနေ့လိုချင်တာကတော့တူနဲ့တူဒီမှာမလေးရှားမှာရှိတဲ့ကျွန်တော်တို့အထူးသဖြင့်လူငယ်တွေတူနဲ့တူတီးရအောင်ကျွန်တော်ဘယ်သူပဲဝါမှန်းတစ်ချိန်လုံးကမတီးတဲ့ဥစ္စာခုကြတော့ကျွန်တော်တီးရလေအောင်ရင်းရင်းနှီးနှီးရှိအောင်ဆိုပြီးတော့ဒီ friendly match football match ကိုကျွန်တော်တို့အစီအစဉ်ဆွဲထားတာအဲ့ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်တို့ရှုံးတဲ့လူရှိမယ်နိုင်တဲ့လူရှိမယ်ဟာပြီးတော့တခုခုကျွန်တော်တို့တချို့ဆိုလို့ရှိရင်ဟိုဘောလုံးကစားတဲ့ခါနဲ့ကြမ်းတတ်တဲ့လူတွေရှိတယ်တချို့ကြတော့နုတတ်တဲ့လူတွေရှိတယ်နည်းနည်းကြမ်းတတ်တဲ့လူရှိလို့တခုခုကာမိလို့ရင်လဲစိတ်မဆိုးကြနဲ့နော်စိတ်မဆိုးတာအဓိကအရေးကြီးတယ်နော်စိတ်ဆိုးတာရံဖြစ်တယ်ဆိုလို့ရှိရင် friendly match မဟုတ်တော့ဘူးနော်အဲ့ဒါ enemy match ဖြစ်သွားမယ်အဲ့ဒါကြောင့်မလို့ friendly match ဖြစ်အောင်မိသားဟာရဖွဲ့တဲ့ဘောလုံးပွဲဖြစ်ရလေအောင်ကျွန်တော်တို့အားလုံးပျော်ပျော်ရွှင်ရွှင်စိတ်နှလုံးကိုထားရမယ်ကျွန်တော်တို့ဒီကနေ့မှာခရစ်တော်အားဖြင့်စုယုံထားတာကျွန်တော်အားလုံးသိထားရမယ်နော်အဲ့ဒါကြောင့်မလို့ကရင်တော်ချင်းတော်မိစိုးတော်ကျွန်တော်တို့ဘာမှခွဲခြားမှုမရှိရလေအောင်ဖြစ်နိုင်ရင်ကျွန်တော်တို့ထဲကကျွန်တော်တို့ဟိုလူငယ်ကောင်းဆောင်များကသူတို့စီစဉ်လိုက်မယ်ကျွန်တော်ဒီကနေ့ကစားခြင်းတဲ့ပုံပုံများအားလုံးပါဝင်နိုင်အောင်အစီအစဉ်သူတို့ပုံမှာအဲ့ဒီတော်တွဲမှာဟာသူတို့နည်းနည်း change လုပ်အောင်ဆိုပြီးတော့ပြောင်းလဲလုပ်ထားတယ်နော်နားလည်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တတ်နိုင်တယ်လို့စူးစမ်းပြီးတော့စီစဉ်မယ်အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်မယ်သူတစ်ပါးကိုမထီမိလက်စရာအောင်သူတစ်ပါးကိုမနာစရာအောင်ပြီးတော့ကိုကနည်းနည်းခံရင်လဲဒီခံစိတ်ရှိအောင်အားလုံးမိစိတ်နှလုံးကိုဟိုပြင်ဆင်ထားရမယ်နော် Whenever we agree together, the Holy Spirit starts to move. Whenever we agree together, His mighty power He will prove. If His children love each other, till their hearts become as one, then two or three agree together, He has promised He will be there and the work will be done. In the
doors open wide. Perfect timing for a big earthquake. Whenever we agree together, the Holy Spirit starts to move. Whenever we agree together, His mighty power He will prove. If His children love each other, till their hearts become as one. And two or three agree together, He has promised He will be there and the work will be done. When just a few believers came together, all in one accord, somebody must have been agreeing, 'cause the jail began to shake. No longer weak, they began to speak. Shekinah glory shining on each face. Whenever we agree together, the Holy Spirit starts to move. Whenever we agree together, His mighty power He will prove. If His children love each other, till their hearts become as one. And two or three agree together, He has promised He will be there and the work will be done. Whenever we agree together, the Holy Spirit starts to move. Whenever we agree together, His mighty power He will prove. If His children love each other, till their hearts become as one. And two or three agree together, He has promised He will be there and the work will be done. And two or three agree together, He has promised He will be there and the work will be done. And two or three agree together, He has promised He will be there and the work will be done. As long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sound that would drag people down to the pit of despondency. With a sweet happy tune, He is coming soon for His children like you and me. It's a song that'll carry a message along through the midst of foggy nights. And the tune is the rope that can draw a man hope when he's going down for the third time. It's a sweet melody that can cut your heart free from the chains of a past defeat. You can suddenly see through the sweet harmony a path for your wandering feet. I'm gonna Sing just as long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sound that would drag people down to the pit of despondency. With the sweet happy tune, He is coming soon for His children like you and me. Don't tell me the world is a hopeless old place and I might as well just give in to the doom and gloom. Life's a waiting room for the blow that blew us all in. I can't sympathize when before my eyes is a hope shining bright as day. I've gotta follow the song that keeps drawing me on, with my feet dancing all the way. I'm gonna Sing just as long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sounds that would drag people down to the pit of despondency. With the sweet happy tune, He is coming soon for His children like you and me. I'm gonna sing just as long as it takes for a song to make sad,
the densest of foggy nights. And a tune is the rope that can throw a man hope when he's going down for the third time. It's a sweet melody that can cut your heart free from the chains of a past defeat. You can suddenly see through the sweet harmony a path for your wandering feet. I'm gonna sing just as long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sounds that would drag people down to the pit of despondency. With the sweet happy tune, he is coming soon for his children like you and me. Don't tell me the world is a hopeless old place and I might as well just give in to the doom and gloom. Life's a waiting room for the blow that blew us all in. I can't sympathize when before my eyes is a hope shining bright as day. I've gotta follow the song that keeps drawing me on with my feet dancing all the way. I'm gonna sing just as long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sounds that would drag people down to the pit of despondency. With the sweet happy tune, he is coming soon for his children like you and me. I'm gonna sing just as long as it takes for a song to make sad, heavy spirits free. I'm gonna keep making music that carries the secret that Jesus is liberty. I'm gonna turn off the sounds that would drag people down to the pit of despondency. With a sweet happy tune, he is coming soon for his children like you and me. Yeah, with a sweet happy tune, he is coming soon for his children like you and me. I'm gonna sing just as long as it takes for a song to make sad, heavy spirits free. ချောမောမောပြည်သွားပြီကျွန်တော်တို့အချိန်ကကျွန်တော်တို့ကိုပေးအောင်မယ်ဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ကစားစီခြင်းနဲ့ကစားခြင်းနဲ့တို့တော်လည်းပဲအချိန်က4နာရီကျွန်တော်တို့ရှိတဲ့အချိန်ကတော့2နာရီပဲကျွန်တော်တို့ရှိတယ်2နာရီတုန်းကကျွန်တော်တို့အချိန်ကုန်သွားပြီတို့တော်လည်းပဲကွင်းရှင်တွေကတက်ဆိုင်ရာလူကြီးများကကျွန်တော်တို့ကိုနားလည်မှုနဲ့2နာရီကျော်သွားတယ်လို့အဲ့ဒီအထိကျွန်တော်တို့ကိုပေးကစားခိုင်းတာသူတို့ကိုကျွန်တော်ဝန်သားရမယ်ကျွန်တော်တို့အချိန်မရှိတော့လို့ penalty shooter တို့အချိန်ပို7မိနစ်လောက်ကျွန်တော်ထပ်ပေးရတော့ကျွန်တော်မလုပ်နိုင်တော့ဘူးเนาะအဲ့ဒါကျွန်တော်တို့အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့မှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကခုနပထမဦးဆုံးကျွန်တော်ပြောတယ်လို့ပဲကျွန်တော်တို့ချစ်ကြည်ရေးအတွက်တူနဲ့တူတည်အောင်မိတ်ဖွဲ့ရလေအောင်ကျွန်တော်တို့မိတ်သဟာယဖွဲ့တဲ့အနေနဲ့ကျွန်တော်ဒီဘောလုံးပွဲအစီအစဉ်ကိုဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မှာအနိုင်ရရှုံးဆိုတာဟာကျွန်တော်ရဲ့အဓိကမဟုတ်ဘူးကျွန်တော်ကစားတော့မှကျွန်တော်လည်းကစားဘူးတာပဲကျွန်တော်ငယ်တော့မှဆိုလို့ရှိရင်ကျွန်တော်ကစားဘူးတယ်ကျွန်တော်လည်းတခါတလေအကန်ခံတဲ့လူထဲမှာလည်းကျွန်တော်ပါဘူးတယ်ကျွန်တော်လည်းသူများကိုကန်ဘူးတယ်တော်လည်းပဲအဲ့ဒါတွေကျွန်တော်စိတ်ထဲမှာအနတ္တထားဖို့တော့မဟုတ်ဘူးကျွန်တော်တို့ကစားတော့တခါတလေအားလွန်လို့ခြေလွန်လက်လွန်ဖြစ်လို့တခုခုဖြစ်မြင်လဲအင်္ဂလိပ်စကားနဲ့ forget it သူတို့ကပြောတယ်ဒါမေ့လိုက်ပါတဲ့မေ့ပြစ်လိုက်ပါတဲ့ကျွန်တော်ကစားတယ်ဆိုတာကတခါတလေကျွန်တော်အားဆိုင်လို့တခုခုဖြစ်မြင်ရင်လဲနောက်ကလေးတွေရံဖြစ်တယ်လို့ပဲတခါတလေသူတို့ရံဖြစ်ကြတယ်နောက်တော့9မိနစ်လောက်ဆိုလို့ရှိရင်ပြန်ခေါ်ကြတယ်ပြန်ပေါင်းကြတယ်အဲ့ဒါမျိုးအားကစားစိတ်တယ်ဆိုတာဟာဖြစ်တဲ့အချိန်မှာတခါတလေဖြစ်ပေမဲ့ကျွန်တော်တို့မေ့ပြီးတော့ပြန်ပြီးတော့ပေါင်းတတ်တဲ့ကျွန်တော်တို့ပြန်ပြီးတော့ခွင့်လွှတ်တတ်တဲ့ဘဝရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်နားလည်တယ်ဒီကနေ့ကျွန်တော်တို့ဒီလိုဘာမှကျွန်တော်တို့မှာထီမီလဲစရာထိခိုက်လဲစရာတွေမရှိဘဲနဲ့accident တို့ဘာလို့မရှိဘဲနဲ့ပွဲကောင်းပြီးသွားနိုင်တာကျွန်တော်တော်ကိုဝန်တာတဲ့ဘုရားသခင်ကိုလည်းကျေးဇူးတင်တယ်နောက်ကျွန်တော်တို့အချိန်အခါရမယ်ဆိုလို့ရှိရင်တတိယနိုင်ငံမသွားတဲ့လူတွေအတွက်ကျွန်တော်တို့နောက်ထပ်ပြီးတော့အဲ့ဒီအစီအစဉ်မျိုးကျွန်တော်ထပ်ပြီးတော့လုပ်ပေးဦးမယ်သို့တော်လည်းပဲအချိန်တော့မပြောတတ်သေးဘူးအောက်အေးဖြစ်တယ်အဲကျွန်တော်နောက်မှအချိန်နေရကျွန်တော်စားတယ်
နေမယ်တရားတို့ရှိမှလည်းပြောစရာရှိနေမယ်သို့တော်လည်းပဲဒီနေ့ဟာကျွန်တော်အတွက်မှတ်တမ်းတင်လောက်တဲ့အမှတ်တရကျွန်တော်စိတ်ထဲမှာအများအားမှတ်မိနေမယ်တရိယာနေမယ်နေ့ရက်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ပြောချင်တယ်ဒီကနေ့ကျွန်တော်ပြောတယ်မလားပြောတယ်ပြောရဲလည်းဟုတ်တယ်ကျွန်တော်ဆုတောင်းပါမယ်နော်ဆုတောင်းပါမယ်မြတ်တော်ရှင်ဖတ်ထားရမြတ်စွာဘုရားဒီနေ့ဘုရောရှင်ထံပါတို့ကျွန်တော်မျိုးတို့စက်ကခဲ့တယ်လို့ကျွန်တော်မျိုးတို့ပွဲဒီအောင်မြင်စွာပြီးဆုံးနိုင်သောကြောင့်ကျေးဇူးတော်ချီးမွမ်းပါ၏ဖတ်မြတ်စွာဘုရားကျွန်တော်မျိုးတို့ဒီနေ့လောကတော်ဘောလုံးအကစားပွဲဒီတကယ်ချစ်ကြည်ရေးအတွက်ဖြစ်သောကြောင့်ကျွန်တော်မျိုးတို့အချင်းချင်းပုံမူ၍ရင်းနှီးလေပုံမူ၍ခင်မင်လျက်ကိုရောရှင်အမှုတော်၌ပုံမူ၍လက်တွဲပြီးထမ်းဆောင်နိုင်သောကောင်းကြီးမင်္ဂလာကိုကိုရောရှင်ကျွန်တော်မျိုးတို့အားလုံးကိုပေးသနာတော်မူပါကျွန်တော်မျိုးတို့သည်ယခုချိန်၌ဘေးမတီးရမခပဲပွဲတော်ပြီးဆုံးသွားပါ၏ဤနေရာ၌မိမိနေရာသို့တွားသောအခါလဲပြန်သွားသောအခါလဲလမ်းမှာထိမိလဲစရာမရှိပဲချောမောစွာမိမိဌာနေသို့ရောက်ရှိနိုင်ဖို့အတွက်ကျွန်တော်မျိုးတို့ကိုကွဲကာ၍ပို့ဆောင်သနာတော်မူပါဒီနေ့ကျွန်တော်မျိုးတို့ပွဲသည်ကျွန်တော်မျိုးတို့ရဲ့တက်တာ၌မမေ့နိုင်သောတရိယာပွဲရာနေဖြစ်နိုင်ဖို့ရန်အတွက်ကျွန်တော်မျိုးတို့စိတ်နှလုံးထဲ၌ကိုရောရှင်ချစ်ချင်းမြတ်တာဖြင့်ဖွဲ့စည်းဖွဲ့နှောင်ပြီးကျွန်တော်မျိုးတို့သည်ရောက်လျာနေရာ၌မိမိဤစိတ်သဘောထားကိုဘေးဖယ်ထားလျက်သူနဲ့သူချစ်ခင်မြတ်နိုးလျက်သူနဲ့သူပုံမူရဲ့ချီနှောင်နိုင်သောအခွင့်ကိုကိုရောရှင်ပေးသနာတော်မူမိကြောင်းအလုံးမြတ်တော်မူသောသခင်ခရစ်တော်ဖျား၏နာမကိုမြည်ပြီးရိုသေလေးမြတ်စွာဆုတောင်းစက္ကအနံပါရဲ့ဖိုင်မြတ်စွာဘုရားတခင်အာမင်ကဲအားလုံးကျေးဇူးတင်နေကျွန်တော်တို့နည်းတချို့ဘလကောင်းကိုပြန်သွားမဲ့လူတွေလည်းရှိတယ်အဝေးကိုပြန်သွားမဲ့လူတွေရှိတယ်ကျွန်တော်တို့ဝန်းနေတာကကားခမပေးနိုင်ဘူးသို့တော်လည်းပဲကျွန်တော်ဒီနေ့ပျော်ရွှင်ရွှင်ကစားနိုင်ကြတာကျွန်တော်ဝန်တာတယ်အခုချိန်မှာအားလုံးကိုအမတန်မှမုံမြတ်တဲ့ကျွန်တော်တို့ရဲ့ရင်ထဲကစေတနာလက်ဆောင်ကိုကျွန်တော်ပေးခြင်းနဲ့အဲ့ဒါပိဿာအဖြစ်တန်ဖိုးမရှိတော့လည်းပဲကျွန်တော်စေတနာဟာတန်ဖိုးရှိတယ်ဆိုတာကျွန်တော်ပြောခြင်းနဲ့အားလုံးသုံးဆောင်ကြပါ